လေလေးဖြူပြီးတော့ကန်းကြီးပကြံရောက်လာပြန်ပြီမျိုးကျွန်တော်တို့ YouTube လေးပိတ်လေးဖိထားတာပါလို့YouTube လေးပိတ်လေးဖိထားတာပါလို့ကိုလေဒီမှာလာစားကြအောင်လို့စစ်ခွဲနည်းနည်းစားပြတယ်လိုင်းလွယ်ပြီးတော့စားပြတယ်ဒီမှာဒီမှာကနန်းလေးဥလေးနဲ့တွေ့ရဦးလေးနဲ့မမဦးပြဲစားစားရွယ်စားဒါမှတွေ့ရကောင်ကြီးတယ်ဒီနေရာလေးလာကြလို့ဒီနေရာလေးလာကြအသီးနှံခွယူခရပဇွန်ကနန်းစုံရှိတယ်လို့ဒီနေရာလေးမှာရှိတယ်ပဇွန်ခုနတွေ့တယ်ပဇွန်ဟိုကောင်ကြီးလေးဒီလိုစားလာလေးရတဲ့ကြောင့်ဒီတစ်ချောင်းလုံးရှိတယ်နော်ဒီတန်းသွားတယ်လို့ရှင်ရှည်ကြီးသွားရတယ်အိုးပစံဒီရှည်ကြီးသွားတယ်အိုးမလှေးတစီလှေးစုလာကန်တယ်ပဲချမ်းမနော်ဒီအဲ့တတာကြောင့်စုလာကန်တယ်ပဲချမ်းမဒါလေးမှာညာနေပဲဆိုလို့ရှင်လေ့ကျင့်ခန်းလုပ်တဲ့လူတွေနဲ့အားကစားထွယ်တဲ့လူတွေနဲ့ဘယ်လိုပြောမလဲစော်လေးပဲနဲ့လာတာနဲ့လေးပဲလောက်ဖြူလဲဆိုကျင်းပင်းနေဒီပင်းနေကြည့်စမ်းဘာလို့တိုက်လဲပေါ့ဒီမှာတော့စားနေကြပြီဆွဲနေကြပြီလာစားပါဆွဲမယ်လို့မကျင်းဥရနဲ့ဘာတော့အဲ့ဒါဦးခေါ်တယ်အဲ့အနီလေးမှာဦးခေါ်တယ်ဒီနေ့နေစလေးလုံးကြီးနဲ့ဗျာဒီမှာဒီနေ့ဆိုလေးလုံးနဲ့ဒီမှာတယောက်လေးလုံးနဲ့ဘောလုံးလေးလုံးကတယောက်ပဲနှစ်လုံးနဲ့ပါပါတယ်ကျွန်တော်တယောက်ပဲနှစ်လုံးတမီးနှလုံးပါပဲကိုကလေးလုံးဒီမှာဖျဲသီးတဲ့ပါတယ်လာစားကြအောင်လို့ပြည့်သားစားအဲ့ကနန်းဟိုမှာ90ပဲပေးရတယ်နော်အဲ့ဒါလေးမှာအဲ့ဒါကိုလုံးက90မဟုတ်ဘူးအခုကြောက်ကစားလေးစုကိုကောင်းမယ်နော်သူကနွေးသွားရင်နော်အေးသွားရင်နော်ပူပူလေးစုကိုကောင်းမယ်တရားဟုတ်တယ်ဟိုတခါတော့ရှိတော့မရှိနော်အရေးရောင်တော့မတွေ့ရဘူးဟုတ်ကြပါရဲ့ငါလည်းလာတာဘောဆက်နာနေစားတယ်ကွာစားကြတယ်တော့မယူညီမလေးနေပဲရသေးတယ်ခင်ဆက်တယ်စားပြလေးဖဲလို့မရဘူးစားပြမလို့စားပြလေးဘယ်လိုစားကောင်းလဲကနစီလေးပါတယ်ဗျာဟုတ်ပြပါတော့ဒီနေ့လည်းဖြဲတယ်နောက်နေ့ကျရင်ကိုဘွေးဝင်တီအောင်ဒီမှာဦးလေးလိုက်လာပြီလို့လားလိုက်မုံဗီဒီယို剪ထားတာအဲ့ဒါနီလေးမှာဦးခိုးတယ်အဲ့နီလေးမှာအဲ့ဒါမှာစီကနစီဦးမဟုတ်လေကနစီလေဥလေနီလေးကဥလေမဟုတ်ဘူးစီကနစီမှန်သူဘက်ကစီရောဥရောသူဘက်ကစားပါဦးလို့စားကြအောင်လို့ဒီစဟိုဒီတော့တော်လေးတော်လိုက်ဆိုတော်ရည်လေစားနေတဲ့အချိန်မှာတမျိုးအဲ့ဒါကကြတော့ကြီးကိုဘွေး